ဒီဗီဒီယိုကိုတေချာကြည့်ပါ2017ခုနှစ်တုန်းကလူပေါင်း2000နီးပါးအသက်ပေးခဲ့ရတဲ့ဂျပန်ဆူနာမီကြီးမတိုင်ခင်ဒီအရာမတရဝါစိုးကြီးတွေကမ်းခြေကိုအကောင့်20ကျော်တက်လာခဲ့ပါတယ်အဲ့ဒီတုန်းကလူတွေဟာဒါကိုလစ်လျူရှုခဲ့ကြပါတယ်အခုအဲ့ဒီလိုအဖြစ်အပျက်မျိုးနောက်တစ်ချိန်ထပ်ဖြစ်လာနေပါပြီကမ္ဘာတဝန်းကကမ်းခြေတွေမှာကမ္ဘာပြည့်မဲ့နမိတ်လို့နာမည်ကြီးတဲ့ဒီ Doomsday Fish တွေတောက်လျှောက်တောင့်တင်လာနေကြပါပြီဒါဆိုရင်ရေအောက်ပေ3000ဝါနေတဲ့ဒီတရဝါကြီးတွေကကျွန်တော်တို့မသိသေးတဲ့ဘာအန်ဒီရဲတွေကိုများကြိုးမြင်နေလို့ရေဘောကိုတက်လာကြတာလေတေးကြတာတစ်ခုကတော့ဒါဟာရိုးရိုးရှင်းရှင်းတောင့်တင်တာလုံးဝမဟုတ်ပါဘူးဒီကနေ့ဗီဒီယိုမှာတော့ဒန်ဒရီလာပင်လယ်ငကားကြီးတွေလို့လူတွေထင်မှတ်မှားခဲ့ကြတဲ့ကမ္ဘာအရှည်ဆုံးငါးကြီး Oarfish တွေရဲ့အကြောင်းနဲ့ငလဲကျူတိတွေဆိုတဲ့ကောလာဟလာတွေနောက်ွယ်ကတုံလုတ်ဖွယ်ရသိပ်ပန်နီးကြအမှန်တရားတွေကိုဖော်ထုတ်တင်ပြပေးသွားမှာပဲဖြစ်ပါတယ်ပင်လယ်ကမ်းခြေမှာဒီလိုပေပေါင်းများစွာရှည်လျားတဲ့ထူးထူးဆန်းဆန်းငါးကြီးတောင်းတင်နေတာကိုသင်မြင်လိုက်ရရင်တတိထားပါဒါဟာတာမန် fish တခုမဟုတ်ပါဘူးအချို့ကသူ့ကို Doomsday Fish လို့ခေါ်ကြပါတယ်ဂျပန်နိုင်ငံမှာဆိုရင်ဒီငါးကိုကမ်းခြေမှာတွေ့လိုက်ရပြီဆိုတာနဲ့မကြခင်မှာအင်အားပြင်းငလင်ကြီးတွေလွတ်မယ်ဆူနာမီလိုင်းကြီးတွေဝင်လာတော့မယ်ဆိုပြီးတနိုင်ငံလုံးအထိတ်လန့်လန့်ဖြစ်ကြပါတယ်တကယ်ကိုပဲ2017ခုနှစ်ဂျပန်မှာလူပေါင်းတောင်းကြီးတေဆုံးခဲ့ရတဲ့ငလင်နဲ့ဆူနာမီကြီးမတိုင်ခင်လပိုင်းအလိုမှာဒီငါးအကောင်ပေါင်း20ကျော်ကမ်းခြေမှာလာရောက်တောင်းတင်နေခဲ့ပါတယ်ဒါဆိုရင်ဒီငါးကြီးတွေကတကယ်ပဲတဘာဝဘေးအန္တရာယ်တွေကိုကြိုတင်သိမြင်နိုင်တဲ့အစွမ်းရှိနေတာလားဒါမှမဟုတ်ကျွန်တော်တို့မသိသေးတဲ့တိတ်ပန်နီးကြလျှို့ဝှက်ချက်တစ်ခုခုရှိနေတာလားဒီကနေ့ဗီဒီယိုမှာတော့ဒန်တာယီလာပင်လယ်ငကောက်ကြီးတွေလိုယူတွေထင်မှတ်မားခဲ့ကြတဲ့ကမ္ဘာအရှည်ဆုံးအယိုးပါတဲ့ငါးကြီး Oarfish တွေရဲ့အကြောင်းနဲ့သူတို့နဲ့ပတ်သက်ပြီးလူတွေယုံကြည်နေကြတဲ့ငလဲကြိုတင်သိရှိနိုင်တဲ့ဒန်တာယီတွေရဲ့နောက်ွယ်ကအမှန်တရားကိုတိတ်ပန်နီးကြရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံး Oarfish ဆိုတာဘာလဲဆိုတာကိုလေ့လာကြည့်အောင် Oarfish တွေဟာကမ္ဘာပေါ်မှာအရှည်ဆုံးအယိုးပါတဲ့ငါးဖြစ်ပါတယ်သူတို့ရဲ့အရှည်ဟာ36ပြီး17မီတာကနေပေ90လောက်အထိတောင်ကြီးထွားနိုင်ကြပါတယ်။စဉ်းစားတာကြည့်ပါအထက်မြင့်တိုက်တိုက်စာလောက်ရှည်လျားတဲ့ငါးကြီးတစ်ကောင်ပါ။သူတို့ရဲ့ကိုယ်တွေဟာပြားချက်ပြီးငွေရောင်တောက်နေပါတယ်။အထင်ရှားဆုံးကတော့သူတို့ရဲ့ခေါင်းပေါ်မှာရှိတဲ့အနီရောင်အမောက်ကြီးတွေပဲဖြစ်ပါတယ်။ဒီလိုထူးခြားလာတဲ့ပုံမှန်တရံနဲ့အေယာမအခြေအစားတွေကြောင့်ရှိခဲ့ပင်လယ်ခရီးအသွားတွေကသူတို့ကိုပင်လယ်ငကားကြီးတွေလို့ထင်မှတ်မှားခဲ့ကြတာထင်နိုင်ပါတယ်။ရုပ်ထွက်ကကြောက်စရာကောင်းမိမယ်တကယ်တော့သူတို့ဟာလူတွေကိုလုံးဝအန်ဒီရဲမပေးနိုင်ပါဘူးသူတို့မှာသွားတွေမပါပါဘူးရေမျောကောင်လေးတွေပစောစိတ်လေးတွေနဲ့ကင်းမွန်အသေးစားလေးတွေကိုသာရေနဲ့အတူစုပ်ယူစားတောက်ကြတဲ့အေးချမ်းတဲ့တရဝါကြီးတွေပါ Oarfish တွေနဲ့ပတ်သက်လာရင်အကြော်ကြားဆုံးကတော့ဂျပန်နိုင်ငံရဲ့တန်တာကြီးပါပဲဂျပန်လူမျိုးတွေကဒီငါးကိုနတ်မင်းကြီးနန်းတော်ကတမန်တော်လို့ခေါ်ကြပါတယ်ဒန်တာရဲ့အရာဒီငါးတွေကမ်းခြေကိုရောက်လာပြီဆိုရင်ရေအောက်မှာကြီးမားတဲ့ငလဲကြီးတွေလှုပ်ခတ်တော်မယ်ဆိုတာကိုလူသားတွေကိုလာရောက်သတိပေးတာလို့ယုံကြည်ကြပါတယ်။ဒီယုံကြည်မှုက2017ခုနှစ်ဂျပန်တိုဟိုကိုငလင်ကြီးမတိုင်ခင်မှာပိုပြီးခိုင်မာသွားခဲ့ပါတယ်။ငလင်မလုခင်လာပိုင်းလောက်မှာဂျပန်ကမ်းခြေအနှံ့အပြားမှာ Oarfish အကောင်20ကျော်လောက်လာရောက်တောင့်တင်ခဲ့တာကြောင့်ပါ။ဒီသတင်းတွေကြောင့်ကမ္ဘာတဝန်းကလူတွေဟာ Oarfish ကိုတွေ့တာနဲ့ကဘာပြတ်တော်မယ်ဆိုပြီးကြောက်လန့်လာကြပါတော့တယ်။လက်တလောနေတွေမှာလည်းကယ်လီဖိုးနီးယားကမ်းခြေတွေထိုင်ဝမ်ကမ်းခြေတွေမှာ Oarfish တွေတွေ့ရတိုင်းငလင်သတင်းတွေနဲ့တွဲပြီး viral ဖြစ်ခဲ့ပါသေးတယ်။ဒါပေမဲ့တကယ်ပဲဒီငါးကြီးတွေကငလင်ကိုကြိုသိနေတာလား။သိပ္ပံပညာရှင်တွေကတော့လုံးဝမဟုတ်ပါဘူးလို့အခိုင်အမာညင်းဆိုထားပါတယ်။သူတေသနာတွေအရ Oarfish တွေကမ်းခြေကိုရောက်လာရတဲ့အထူးအကြောင်းရင်း၃ခုရှိပါတယ်။ပထမအချက်ကတော့နေမကောင်းဖြစ်ခြင်းနဲ့တေဆုံးကနီးဖြစ်ခြင်းပါ Oarfish တွေဟာတေ3000လောက်နတ်တဲ့ရေနှပ်ပိုင်းမှာနေထိုင်ကြပါတယ်သူတို့နေမကောင်းဖြစ်တဲ့အခါဒါမှမဟုတ်အသက်ကြီးလာတဲ့အခါရေပေါ်ကိုပေါ်လာပြီးလှိုင်းတွေနဲ့အတူကမ်းခြေကိုရောက်လာတတ်ပါတယ်ဒုတိယအချက်ကတော့ရေစီးကြောင်းပြောင်းလဲမှုပါသမုဒ္ဒရာထဲမှာ El Niño လို့ရာသီဥတုပြောင်းလဲမှုတွေဖြစ်တဲ့အခါရေနဲ့ပိုင်းကအေးတဲ့ရေစီးကြောင်းတွေဟာအပေါ်ယံကိုတွန်းတင်ခံရပါတယ်ဒီရေစီးကြောင်းတွေနဲ့အတူ Oarfish တွေဟာရေမျက်နှာပြင်ပေါ်ကိုပါလာပြီးလမ်းပြောက်ကတောင်းတင်ကြတာဖြစ်ပါတယ်။တတိယနဲ့အရေးကြီးဆုံးအချက်ကတော့သိပ္ပံမှတ်တမ်းတွေပါ။ဂျပန်သိပ္ပံပညာရှင်တွေဟာ Oarfish တောင်းတင်မှုမှတ်တမ်းမြောင်း300ကျော်နဲ့ငလင်လွတ်ခတ်မှုမှတ်တမ်းတွေကိုတိုက်ဆိုင်စစ်ဆေးခဲ့ရမှာမြည်သည့်ဆက်စပ်မှုမှမရှိကြောင်းကိုသက်သေပြနိုင်ခဲ့ပါတယ်
ငလင်လုတ်တိုင်း Orphish ဒီပေါ်မလာသလို Orphish ဒီတွေ့တိုင်းလဲငလင်မလုတ်ပါဘူး2017ခုနှစ်ကဖြစ်ရတာတိုက်ဆိုင်မှုတက်တက်တာဖြစ်တယ်လို့အတိပြုထားပါတယ်အနစ်ချုပ်ရရင်တော့ Orphish ဆိုတာကဘာပြတ်မဲ့နမိတ်ကိုပြတဲ့မကောင်းဆိုးဝါးငါးတကောင်မဟုတ်ပါဘူးသူတို့ဟာကျွန်တော်တို့တိတ်မတီသေးတဲ့ရေနက်ပိုင်းသမုဒ္ဒရာကြီးရဲ့ an ossia ဖန်တီးမှုတစ်ခုတဘာဝတရားရဲ့လှပတဲ့တတော်ဝါကြီးတစ်ကောင်သာဖြစ်ပါတယ်သူတို့ကမ်းခြေကိုရောက်လာတယ်ဆိုတာဟာကျွန်တော်တို့ကိုတတိလာပေးတာမဟုတ်ပဲသူတို့ကိုယ်တိုင်ဒုက္ခရောက်နေလို့ပဲဖြစ်ပါတယ်ကဲတငယ်ချင်းလို့ရော Orphish ကြီးကိုအပြေမှာအရှင်လက်လက်မြင်ဖူးကျင်ကြလားတကယ်လို့ကမ်းခြေမှာဒီလို36ပေလောက်ရှည်တဲ့ငါးကြီးကိုသူ့လက်ရရင်ဘာအရေးရဆုံးလုပ်မလဲ comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး